စာရေးဆရာဒုက္ခရဲ့သားရောက်ကတိဝတ္ထုကိုအတန်တွဲဝတ္ထုအဖြစ်တင်ဆက်လိုက်ပါတယ်မိဘနဲ့သားသမီးညီအကိုမောင်နှမတူတူမလင်မယားဇနီးခင်မွန်းဆိုပြီးအိတ်ထီလိန်ပုံးလိန်ခွဲခြားနိုင်ပါရဲ့နဲ့သမီးရောက်ခမဆိုတဲ့ဆွေမျိုးကြကမှလိန်ခွဲခြားမပြနိုင်တာဟာကျွန်ုပ်တို့မြမပြည်ဝေါ်ဟာရချွတ်ယွင်းနေလို့များလားလို့ထင်မှားစရာဖြစ်နေပါတော့တယ်။သားရဲ့မိန်းမကိုချွေးမသမီးရဲ့ယောက်ျားကိုတမက်အဲ့ဒီဟာဆက်ပြီးသူတို့နှစ်ဦးကိုရောဆက်ပြီးခေါ်ဆိုရရင်သားရဲ့ဇနီးနဲ့မိခင်ကြီးကိုသမီးရောက်ခမလို့ခေါ်နိုင်ယုံသာရှိပြီးတော့သားရဲ့ဇနီးနဲ့ဖခင်ကြီးကိုတော့သမီးရောက်ခတိလို့ခေါ်ရတော့မလို့ဖြစ်နေပါတယ်။သမီးရဲ့ခင်မွန်းနဲ့မိခင်ကြီးကိုသားရောက်ခမလို့ခေါ်ရကောင်းနိုးသမီးရဲ့ခင်မွန်းနဲ့ဖခင်ကြီးကိုတော့သားရောက်ခတိလို့ခေါ်ထိုက်တယ်လို့ဖြစ်နေပြန်ပါတော့တယ်။ဘယ်လိုပဲခေါ်ဆက်ဆံရေးအပေါ်ကြည့်လိုက်ရင်တော့သားကိုမိခင်ကချစ်ပြီးသမီးကိုဖခင်ကချစ်တယ်လို့ချွေးမနဲ့ရောက်ခမမတည့်ကြတာအများပြီးတမက်နဲ့ရောက်ကတိအစင်မပြေကြတာတွေကြီးပဲတွေ့ရတတ်တဲ့အတွက်လိန်တူချင်းမို့မြင်ပြင်းကတ်ကြဟန်တူပါတယ်ဟုတ်ပါလိမ့်မယ်မိမချင်းဆိုတော့မဲကရွဲကစောင်းငါမြောင်းကစူကစောင့်ကအတင်းပြောတာတက်တာခိုးတာငါတက်လုတ်တာတဝင်းကြောင်တာဩဇာပေးကျင်တာဂိုင်းခွဲကျင်တာတွေနဲ့စရနေထားတဲ့မိမစိတ်ကိုမွေချင်းချေမြင်ပြီးထစ်ခနဲ့ဆိုရင်တိလိုက်ကြရိမ့်မိလိုက်ကြကိုချင်းစာလိုက်ကြတာကြောင့်နိုင်ကျင်ကြက်လို့ဘိုလ်လူနေကြခြင်းသာဖြစ်လေတဲ့နီးတူသားနဲ့ရောက်ကတိကြတော့လေထိုနီးနှင်းလှင်တဲ့လူချင်းကြဘိုးကြခဲ့ကလိန်ကြခဲ့ခွက်ပုံးတုတ်ခဲ့သည်မြဆက်ပုံးခုတ်ခဲ့သည်မြဂျင်ကြမြာလိုက်ဝါသနာစရိုက်တွေထတ်တူထတ်မြ39မင်းပန်းမကင်ပဲကြခဲ့ကြတာကိုအတီးသီးနောဧကနောနေကြတာကြောင့်ခြီပါနဲ့ပကန်းညံဆန်းရင်မျက်နှာချင်းဆိုင်နေကြရပုံရပါတယ်။ဝဲသားကြီးဥရွှေလုဟာလိန်တူဖြစ်တဲ့တူးတဲ့သောတမက်အသစ်ဆက်ဆက်မောင်ဟန်လှကိုမနှစ်လိုမရှုစိမ်ဖြစ်ခဲ့ဟန်တူပါတယ်။မင်းတမက်ကြီးရတာမင်းတော်တူလို့သာနေလိုက်ရငါမျက်စီထဲမှာတော့ကြဘိုးကြမယ်အကောင်ပဲ။ပွဲကြော်တော်ရွှေဤကိုအဲ့ဒီလိုဖိပြီးတော်ကြီးသာအပြစ်တင်တတ်ပါတယ်။တော်ကဒီလိုဦးစွန်းဘက်ကမပြောကျင်ပါနဲ့တော့လူဟန်ချောတယ်အပြောချိုတယ်လူကြီးမိဘကိုယိုသေးတယ်နေရာကမှဖင်ပေါ့တယ်ထထကြွကြွရှိတယ်ဒါတွေတော့တော်ကမမြင်ဘူးဒါဒီဟာငါကဖြစ်သွားတာဒီပါဟာမဲဤရမင်းတို့မိန်းမတွေကဒါတွေတွေ့ရရင်သဘောကျတယ်မဟုတ်လားအဲ့ဒီလိုကနွဲ့ကရာပျော့စီစီလူမျိုးပေါ့ပျော်ပျော်နေနဲ့ကြောင်ကြီးဆိုတာနေပါဦးတော်ကဒီလောက်မှုချိုးမြစ်ချိုးပြောနေရတာကဘာများသူ့အကြောင်းမကောင်းတာတွေသိထားလူလေဟင်းပြောစမ်းပါဦးတကယ်တည်းအရက်ထဲကမနာလို့တဲ့လူတွေတောင်ဒီလောက်ကြုတ်တမက်ကိုထင်မသေးဘူးချင့်ကြည့်စမ်းပါဦးပညာက BA ရောင်းရေးဝယ်တာမလဲသူ့ကုမ္ပဏီကလေးသူဖွင့်လို့ပစ္စည်းဆိုလဲ4-5-6သိန်းခန့်လောက်ပါလာသေးတယ်အေးပါရည်နားရည်ရှိတာတို့လဲလဲဝဲဝဲရှိတာတို့ကတော့ကြီးပွားမဲ့လူတယောက်ရဲ့အရေးချင်းမျိုးမဟုတ်လားကျုပ်ကဓာရီတိလို့ကိုတမီးနဲ့အမိဖမ်းလိုက်ရတာတော်ကြီးသိရဲ့လားကျုပ်ကခုမှဖွင့်ပြောမယ်ဒါကျုပ်လင်လို့ဒီတမက်မျိုးရတာနားလေလားစီဝါရှာမဲ့ယောက်ျားကလေးများလေစမ်းပါစီတော့လဲလို့ကျုပ်ကိုရောင်းစားတောင်းကြည်ကြည်နက်နက်ခံလိုက်ဦးမယ်နလဘိန်းလုံးလူအန္တများတော့ကျုပ်ကထမင်းကျဲအစီကန်တောင်းမလို့ကျင်ဘူးမလဲကြိုက်ကြီးတော်ကြာခမားတို့အပေါ်မှာလဲသွားမှာပဲလူပါကြီးဥရွှေလုတ်ကတော့အပွေးမြင်ပင်သိတဲ့လောက်ဒိုးတောက်ပြောချလိုက်ပါတယ်ဒါကိုပဲဝဝအီမရွှေဤကကတိကအောင်ခံလိုက်ရပါသေးတယ်တို့ပေမဲ့ပြန်တော့ပက်လိုက်ပါသေးတယ်ဘာလေမလဲပြောစမ်းပါဦးပစ္စည်းရေးမှလဲမလားအတောက်စားမှလဲမလားကိုတမီနှိမ့်ဆက်ကလူပြအောင်လဲမလား
哈哈哈哈哈！蜜雪姨话，他的避免他路，因快么你呗，我们怪带么别住你样，靠他啦帮过雪路耶，先一米耶啦，路来弄得几耶，个人个面是傲慢你咯，没不老为呢说他地的，个等比个也被乌沙被呀咩，所以把都是没有大进位，靠他进的路他路没呀不。ရုပ်စွာဆုံးဘယ်လူနဲ့စကားပြောလို့ဘယ်လူကတွေ့ရအောင်လာတယ်ဘယ်ချင်းကထွက်သွားတာဘယ်ချင်းပြန်လာတယ်ဆိုတာမျိုးကအစကိုသိရပြီမဟုတ်လားဟင်းဒီတော့ပွေးချင်းလေချင်းအောင်ခြေချုပ်နေပါလားတော်ရဲ့အေးပါကွာမင်းတို့ပဲအနိုင်ယူပါကျုပ်ကဟုတ်တာပြောတာအနိုင်မယူလို့အရှုံးပြရအောင်မှာလားအေးလေဒါကြောင့်နိုင်ယူပါလို့ပြောပါရောရှင်ပြောလိုက်မှဖြင့်အထွတ်လေးနဲ့အိုးအဲ့တော့အချင်းလာပြီကွာဒါရင်သူ့ပြောလိုက်ရင်ဒေါ်ရွှေဤကသူ့တင်မဤပက်ကြီးကိုတောင်စင်းတောင်တဲ့ဖြစ်သွားအောင်စောင့်ကလေးထွက်သွားလေရမှာကိုရွှေလုတ်ကတော့ပြုံးလို့သာနေလိုက်ပါတော့တယ်တကယ်ကြတော့မိမကျန်းကြည်တဲ့ဥရွှေလုတ်ဟာသူ့မိမကိုဘယ်အခါမဆိုနှုတ်ရေးပြိုင်ပြီးအနိုင်မယူခဲ့ပါဘူးဝါစာကမာနားအေးအောင်အလျှော့ပေးပြီးကွယ်ရမှာကြတော့သူ့လုတ်ချင်သမျှသဘောကျလုတ်လေရှိပါတယ်အဲ့ဒါမှနှစ်ဦးနှစ်ဖက်အနိုင်မခံအရှုံးမပေးဆိုတဲ့ဝါဒကိုစီကိုငါပီတီတော်မနတာဖြစ်ကြရတယ်မဟုတ်ပါလားအိမ်တွင်းမှာမတ်ရွှေဤသဘောကျပြောသမျှငုံခံရတာနဲ့ကာမိအောင်အပြင်ဘက်ကြတော့အရက်ကလေးကိုလည်းတမျှမရငယ်လေးတွေနဲ့လည်းကြွဒါတွေကိုအိမ်ကကြက်မကြီးကလုံးဝမသိပါဘူးတကယ်ဆိုတော့လေယောက်ျားတွေလည်းတမျှအိမ်တွင်းကမိမဘယ်သိကြလိမ့်မလို့မိမဆိုတာကအတူနေဆွေမျိုးအဝေးနေဆွေမျိုးတွေကိုပံ့ပိုးနေရရင်ကျေနပ်နေကြတာပါပဲယောက်ျားဘက်ကဆွေမျိုးတွေကတခါတလေလာပြီးအောက်ကျုပ်ပေါင်းတင်းနေရင်ပဲအရသာတော်ကြီးမှိုင်းမိနေတတ်ကြပါတယ်။ဥရွှေလုတ်ကပါးလှတဲ့ညံနဲ့ဒီလိုတွေးပြီးအခွင့်အရေးအကုန်ပေးထားခဲ့ပါတယ်။အမေကပြစ်သွားတဲ့မတ်ရွှေဤရဲ့တူကလေးတူမလေးနဲ့အတော်ကမွေးတဲ့ညီမအထွေးလေးတို့ကိုခေါ်ယူမွေးစားဖို့အတွက်ဥရွှေလုတ်ကခွင့်ပြုပေးခဲ့ပါတယ်။အဲ့ဒီလိုမွေးစားထားတဲ့ကလေး၃ယောက်ဟာအခုဆိုရင်သူတို့လင်မယားမွေးတဲ့သမီးကလေးထေးလှနဲ့မတိမ်မယိမ်ဖြစ်နေကြပါပြီ။ဥရွှေလုံးနဲ့မင်္ဂလာဆောင်ပြီးတစ်နှစ်မပြည့်သေးခင်မှာပဲဒေါ်ရွှေဤကအရေးဆိုခဲ့ပါတယ်။ကိုရွှေလုတ်ကဒင်းလေးတွေကိုတော့တရားပါနော်။ကျုပ်ကလွဲပြီးအားကိုးစရာရှိရှာတာမဟုတ်ဘူး။ဒီလိုကျွေးမွေးစင်ပြင်ထားရင်ရှင့်ကုန်ပါပဲ။ဟုတ်ဘူးလား။အရက်ကလည်းတော့အတော်သဘောထားပြေဝတယ်လို့ကြည်ညိုရမယ်ကျုပ်ဆွေမျိုးတွေကလည်းမဲဤတယောက်တဲလင်ကန်ကောင်းတော်လို့ကျုပ်ကိုချီးမွမ်းရမယ်အေးလေဒါလည်းရှင့်ကိုချီးမွမ်းရကြတာပါပဲဟုတ်ဘူးလားလို့ကြည်စမ်းမအောင်သူကလည်းစကားပြင်နာမထောက်ဘူးဖယ်စမ်းမအောင်ဖက်ထားလိုက်တာတကယ်နော်လို့ဓမ္မကြီးပဲ့ကွာဆိုတဲ့အချိန်ကောင်းကိုမှရွေးပြီးအစိုးတင်သွင်းတာကြောင့်ကန့်ကွက်စရာမရှိပီတိနဲ့ခွင့်ပြုပေးခဲ့ဘူးပါတယ်အဲ့ဒီလိုခွင့်ပြုပေးခဲ့တဲ့ကျေးဇူးဟာဥရွှေလုတ်အဖို့ဒေါ်ရွှေဤရဲ့အယူအယအိမ်ဦးကထားပြီးဖျားတဆူကူတစ်လုံးမှတ်ထင်စေပါတော့တယ်အဲ့ဒီလိုနဲ့ဥရွှေလုတ်နဲ့ဒေါ်ရွှေဤတို့တသက်မှာတယောက်ကလည်းလူပါတဦးကလည်းမိန်းမပါဖြစ်နေကို့အထင်နဲ့ကိုตาယာဆိုပြေးနေကြပါတော့တယ်သူတို့ရဲ့သမီးထေးလှကြတော့မိခင်ကြီးလောက်လဲမလဲဖခင်ကြီးလောက်လဲမကြွားတာနာလှပါနဲ့ခေဘဟုတုတပြေဝယုံကလေးရှိတာကြောင့်လူတိုင်းဆွဲမဲ့ခဲ့ကြရပါတယ်လူပြိုတိုင်းပိုးခဲ့ကြရပါတယ်တနေ့တော့ကျွန်ုပ်တို့ရဲ့ဇက်လိုက်မောင်ဟန်လှနဲ့ဘဝကရေဆက်ပနဲ့ဖူးတဲ့တစ္ဆာမြစ်တာနဲ့ချစ်တာစုပြီးမင်္ဂလာဆောင်နှင်းကြပါတော့တယ်မောင်ဟန်လှဟုပြောရရင်အသက်30ကြာကမှလူပြိုကြီးဘဝကိုစွန့်လွတ်လိုက်ရတဲ့ကာလာသားပြီးရခင်အခါတွေကကြီးသားတွေမိုးလိုပေါက်အောင်ထားခဲ့ဘူးပါတယ်
တရင်ကမယားတွေတိတ်တိတ်ပုံတညအိမ်နှစ်ညအိမ်လက်လီစိတ်ပြီးညားခဲ့ဘူးပါတယ်တောက်တောက်စားစားလူမင်းသားလဲလုပ်ခဲ့ဘူးပါတယ်တခါနှစ်ခါကများအခုရောက်ကမာကြီးအဲလေးရောင်လို့အခုရောက်ကတိကြီးနဲ့မတော်ရသေးခင်မှာအတွင်းဝင်ကလေးအိမ်တအိမ်မှာအတူတွေ့ခဲ့မိပါသေးတယ်အခုမှဒါတွေတွေ့ပြီးမျက်နှာပူစရာဖြစ်တော့ရာရောက်ကတိကြီးကလည်းဒါကြောင့်ပဲတမက်ကိုမကြည်ညိုပဲငါလိုကောင်းပါတကားလို့မျက်နှာသားမချိုခြင်းအောင်ဖြစ်နေပုံရပါတယ်ဒါပေမဲ့မောင်ဟန်လဟာအတိတ်ကမောင်ဟန်လမဟုတ်တော့ပါဘူးထေထေလကိုတကယ်ချစ်လို့သာအရာကုတ်ကပ်ပိုးပြီးဟိုးလေးတကြော်ကြော်လက်ထပ်ယူခဲ့ခြင်းဖြစ်ပါတယ်တော်ယုံတန်ယုံမြနဲ့တလူလူနဲ့ပြိုနိုင်တဲ့လူပြိုဘဝလူပြိုနာမည်ကိုတကြိုလိုက်မည်မဟုတ်ပါဘူးတကယ်ချစ်လို့တကယ်ညားကြပြန်တော့တကယ်ကနှစ်ကယ်ချစ်တဲ့ချစ်လာပြန်ရမှာချစ်စရာတွေကိုတွေ့ကြုံရခံစားစံစားရပြန်တော့သူမကောင်းညစ်ကြူခဲ့သည်မြညင်လေးတွေကိုစွန့်ပယ်ပြစ်ခွာဖို့တန်တိတ်ထံကိုဒုံကနေချလိုက်ပါပြီကိုမိဘနဲ့တူနေရပြီမဲ့ထိထိလာဟာမောင်ဟန်လှကိုအတော်ယိုသေးပါတယ်အတော်အရေးပေးပါတယ်မောင်ဟန်လှကပြောသမျှပြုသမျှအကောင်းကြီးလို့ယူဆထားပါတယ်ကရင်းတွေ့တာလေးတွေကိုမှတပင်တပန်းခံပြီးကိုယ်တိုင်ကိုကြချက်ကြွေးပါတယ်ထေးရဲ့မောင်ညောင်းလိုက်တာမောင်ဟန်လှအဲ့ဒီလိုမပြောရသေးခင်မှာကိုလှထေးတစ်ချက်လောက်တက်နင်းပေးမယ်နော်ကြော့နော်နှိပ်ပေးခြင်းလားလက်ကမတန်တော့အကျောထိမှမဟုတ်ဘူးမောင်ဟန်လှကအတင်းညင်းနေတဲ့ကြားကနေနင်းပြအောင်နင်းပေးလိုက်တတ်ပါတယ်ကိုလှထမင်းစားစို့ဒီဖေထမင်းစားကြမယ်လင်းကိုမိဘတဲ့အမှတ်တမဲ့ဦးစားပေးမိတာကြောင့်ကို့လိပ်ပြာကိုမလုံအောင်တောင်တောင်လေးဖြစ်သွားရတာကိုမောင်ဟန်လှကတော့ချက်ဆိုနှကွက်ကမီးတောက်တဲ့လူလဲပြီးတနာတောင်တနာမိပါသေးတယ်အဲ့ဒီလိုမိမိရဲ့မယားအတစ်ဆက်လေးကိုတနာလိုက်မိတာသာမကငါသမီးနဲ့ဒီကောက်များအရေးလုပ်လိုက်ရတာလွန်လို့အဲ့ဒီလိုပြောလိုက်ခြင်းတလို့နှကမ်းမွေးကြီးပွားစီဖြစ်နေတဲ့ဥရွှေလုတ်ရဲ့အမူအရာကိုလည်းရိပ်မိလိုက်ပါသေးတယ်မောင်လုတ်ကျင်တာမောင်ဖြစ်ကျင်တာတွေမှန်သမျှထေးကိုပြောပြနော်ထေးကကိုမိဘနဲ့ကိုနေရတာမို့မောင်တစ်ချက်မှမျက်နှာမငယ်စီခြင်းဘူးဖျားစုထေးတကယ်ပြောတာရီမနေနဲ့သိလားမောင်စိတ်ကျဉ်ချက်တယ်အချုပ်ချယ်ရှိတယ်ထင်ရင်လဲဖွင့်သာပြောနော်ထေးစိတ်ကျဉ်တတ်အောင်ဆိုပြီးဝင်းထဲမှာအောက်မထားနဲ့မောင်နောက်ကိုလိုက်ဖို့အမြဲစိတ်ထဲမှာထားပါတယ်မိဘနဲ့သားသမီးဆိုတာဘယ်တော့မှမပြတ်နိုင်ဘူးဘယ်တော့မှလည်းမမုန်းနိုင်ဘူးဝေးနီဘယ်နေရာဖြစ်တယ်လင်းနဲ့မရတာချစ်တော်တဲ့နှုံမုန်းတော်ရန်သူလောလောလတ်လတ်ဖြစ်သွားနိုင်တာဘူးထေးအမြဲတည်ထားတယ်နော်ဒါကြောင့်မောင်အမုန်းကိုဘယ်တော့မှမခံရပါစေနဲ့လို့အမြဲဆူတောင်းနေအမြဲလဲကြိုးစားမယ်ထေးကမောင်ကိုမုန်းဖို့ဆိုတာများတော့ဖះမှာတစ္ဆာပြုဝင်ပါတယ်မောင်မယုံလဲနေပါတော့ထေးလားအဲ့ဒီလိုစကားမျိုးလေးနဲ့နားဝမှာတကာလောင်းလိုက်တဲ့အခါမောင်ဟန်လှဟာထေးလှရဲ့နဖူးလေးကိုယူရနမ်းမိပါတော့တယ်တကယ်ပဂတိရိုးသားလိမ်မှာချစ်ရှာတဲ့မယားမယားရကံကောင်းလေသွားတကားအဲ့ဒီလိုလဲတွေးမိခဲ့ပါတယ်မာနာချင်းသာပြန်ရရင်သူ့မိဘတွေကမောင်ဟန်လှတဲ့ချမ်းသာပါတယ်ချမ်းသာတာနဲ့အမျှဂုံပကာသနာတွေဝိုင်းလဲနေတဲ့ပွဲသားကြီးဥရွှေလုံးနဲ့ဒေါ်ရွှေဤတို့ကလက်ကိုကိုင်းပြီးထိုင်နေတဲ့သူတို့သားနဲ့သူတို့သမီးတို့ကိုလက်ထပ်ပေးယုံကလေးနဲ့တောင်းတရင်သာအသီးသီးမှာအထူးကျေးဇူးတင်ကြောင်းအရေးတကြီးမင်္ဂလာသတင်းတွေပါနေကြဖြစ်ပါတယ်ရုပ်စွာဆုံးပွဲတိုင်သွားတာကအစကြွရောက်သူကျေးဇူးတင်ရသူအမည်စည်းရင်းမှာထင်းကြီးပါလာတတ်ပါတယ်မိဘသာမဟုတ်ပါဘူးထေးလားဆိုရင်လဲအများတကာကရွှေလိုဥတော်မတက်အရေးပေးကြပါတယ်တို့တိုင်အောင်လင်ကြတော့ကတကယ်နိဝါဒနဲ့အောက်ကြခံပြီးချစ်စရာကောင်းအောင်နေတတ်ပြောတတ်ပြုစုတတ်ပါပြီတဲ့မောင်ဟန်လှဟာအခုမှပဲသူလဲခဲ့သမျှအတွက်နောင်တရနေမိပါတယ်အသက်30မတိုင်မီခင်စိန်မာဂရက်
မတ်ကျင်လွမ်းအမီနာတို့နဲ့ပွေခဲ့သမျှရက်တွေကိုနှမျောတတနေမိပါတယ်ဒီကြားထဲမှာတနေ့တခြားထိထိလာကလိမ္မာလာလေးလေးကို့အပြစ်တွေကိုကိုမြင်လာလေးလေးဖြစ်နေပါတော့တယ်အခုလဲသူ့မှာဖြက်ချေလို့မရတဲ့အပြစ်ကြီးတစ်ခုရှိနေပါသေးတယ်ဒီအပြစ်မှာဘယ်အထိပူးကပ်ပြီးလူကိုနှောက်ယှက်နေဦးမယ်မသိပါဘူးခွာချလို့မရတဲ့ထာဝရအပြစ်ကြီးတစ်ခုရှိပါသေးတယ်ကိုချင်းစာပြီးပြောရရင်အပြစ်ကင်းသူကိုကအပြစ်ကင်းခြင်းအောင်ဆောင်ပြီးတစ်ဖက်စီးနှင်းလိန်ညာမနေခြင်းတော့အောင်ဖြစ်လာပါတော့တယ်ဒါကြောင့်မိမိအပြစ်ကိုဖြောင့်ချက်ပေးပြီးဝန်ခံချစ်သူကိုအတနာခံခြင်းလာပါတော့တယ်ဒါပေမဲ့မောင်ဟန်လှကြောက်တာတစ်ခုရှိပါသေးတယ်မိမဆိုတာဥတိုမျိုးမဟုတ်လားသူဖွင့်ပြောလိုက်တဲ့အပြစ်အတွက်မုံယုံငိုယုံနဲ့ပြီးမတတ်ဖဲအပြည့်အပြတ်ရှောင်ဖွင်းသွားမှာကိုတော့သူစိုးရိမ်ပါသေးတယ်အယိုးသားဆုံးဝန်ခံရရင်များစွာသောမိမတွေကိုကစွန့်ပစ်ခဲ့တယ်လို့ထိထိလာသူ့ကိုစွန့်ပစ်သွားမှာကိုတွေးပြီးကြောက်ကြမိပါတယ်အိုလေထိုင်နေကောင်းသားထသွားမှကျိုးမန်းတီဖြစ်ကုန်ပါအောင်မယ်ပုံနေမြဲကြားနေမြဲပဲကောင်းပါတယ်အဲ့ဒီလိုတွေးမိတဲ့အခါတွေးမိပြီးအမှတ်တမဲ့နေတဲ့ကြားကတခါတော့လေငါမတရားဘူးငါဘလူးကလူအောင်ဆောင်တဲ့သူလေကြောင်ကြီးဖြစ်နေပြီငါကိစ္စဟာတစ်သက်လုံးမပေါ်တော့ဘူးပဲထားအောင်လှည့်သားရာကတော့ကြာနေပြီအပြစ်မဲ့တဲ့လူပေါ်မှာနိုင်လုံမင်းတဲ့နှိမ့်ဆက်နေတာနဲ့အတူတူပဲငါခွင့်ပြောလိုက်တော့မယ်သူခွင့်လွတ်ခြင်းခွင့်လွတ်မခွင့်လွတ်ခြင်းရင်လည်းလုံးသမျှခံလိုက်မယ်ဒါကသူ့ဘက်ကဝတ္တရားလေငါရိုးသားသူကိုရိုးသားစွာဝန်ခံပြီးပေါင်းရမှာကငါဝတ္တရားသူလည်းသဘောကြီးသားပဲအဲ့ဒီလိုတွေးမိတော့လေယောက်ျားကောင်းတစ်ယောက်လိုရဲစိတ်ရဲမှန်နေတဖွာဖွာပေါ်လာတာကြောင့်အုံးအိယာရှင်တွဲပြီးအခန်းထဲရောက်တဲ့အခါမှာထေးနှခွန်းစင်ခေါ်လိုက်မိတာနဲ့တပြိုင်နက်မောင်ဘာပြောချင်တာလဲပြောလီထေးမိတ်သေးပါဘူးထေးလာတွက်လဲထူပြောလိုက်ပြန်တော့မနေ့ကမောင်အလုပ်သွားရင်ပြောလီပြောပါမောင်ရဲ့ဘာလုပ်ပေးရမှာလဲအင်းလေဘာလို့တတိပေးရမှာလဲမဟုတ်ပါဘူးထေးလိုချင်တယ်ဆိုတဲ့ပစ္စည်းတွေစည်ရင်းလုပ်ပေးလိုက်ပါလို့ပြောမလို့ပါမောင်ကလည်းဒါများရေးတကြီးလုပ်လို့ထေးလာဟာအဲ့ဒီလိုပြန်ပြောလိုက်ရပြီမဲ့အကြောင်းမမှန်ကြောင်းရိပ်မိသလိုနဲ့ကတ်ကြောင်ကြောင်လေးကြည်နေရှာပါတော့တယ်သူမတင်ငါချင်းဟာရန်ရှာခြင်းလို့မဟုတ်ပြောချင်တာကိုပြောမပြလို့အားမလို့အားမရရှိပုံကလေးသာဖြစ်တာကြောင့်မောင်ဟန်လာဟာငါစမိတာတနာစရာတောင်ကောင်းနေပြန်ပြီလို့ဆုံးဖြတ်မိပါတော့တယ်အဲ့ဒီလိုနဲ့နေပေါင်းများစွာကြာလာချိန်မှာမလုံလဲတဲ့စိတ်ဟာမောင်ဟန်လာကိုညှင်းဆဲနေပါတော့တယ်မကြာငိုင်၍တွေး၍ငေး၍နေမိပါတော့တယ်အလုတ်ထဲမှာလည်းဒီစိတ်အစားထဲမှာလည်းဒီစိတ်တအုံနွေးဖြစ်လွန်းမကဖြစ်လာတဲ့အခါစိတ်ထောင်းပြီးကိုကြေရရှာပါတော့တယ်မောင်ထေးကိုတခုတော့ပြောကျင်နေတာထေးသိတယ်ပြောစရာရှိတာပြောစမ်းပါလားမောင်ရဲ့ကိုလင်နဲ့မရပဲမောင်စကားကိုဘယ်တော့မှထေးပယ်ခဲ့ဘူးလို့လေပြောစမ်းမိမိတို့လည်းအိမ်ခွဲနေခြင်းလို့လားမဟုတ်ပါဘူးထေးဒါဖြင့်ငွေရေးကြေးရေးထေးရလဲမဟုတ်တာကွာဘာမှပြောစရာမရှိပါဘူးအိုလီထေးရိပ်မိပါတယ်ဧကန္နတော့ဧကန္နပဲမောင်ဝင်းထဲမှာအဆောက်အုံကြီးဖြစ်နေတာကုတလောမောင်ရုပ်ကိုကြည့်ရတာနဲ့ထေးတနာလှပြီပြောစမ်းပါမောင်ရဲ့ပြောစမ်းပါမရကြစမ်းမရစီနေပါဦးထေးပေါ်များမကြည်နပ်စရာအပြစ်တွေ့နေလို့လားဒီလိုဆိုလဲထေးပြုတ်ပြင်းမှာပေါ့အောင်မလေးထေးရထေးပေါ်များအပြစ်တွေ့ရမှာလားတွေ့ရင်တွေ့ရင်မောင်အပေါ်မှာထေးရတွေ့နေတယ်တွေ့ထားတယ်လို့များထင်နေလို့လားယင်အဝေးကြီးတွေ့စရာမပြောနဲ့တွေးစရာတောင်တွေးမကြည့်မိဘူးမိမဒါဖြင့်မောင်ကိုထေးတစ်ခုမေးလိုက်မယ်ဖြေမလားဖြေပါမယ်ဗျာဖြေပါမယ်မေးတာမေးရတယ်ထေးမယုံဘူးနော်ဘယ်တော့မှမယုံဘူးမောင်မရငယ်လိုချင်လို့လားယင်ယူထားမိလဲထေးရတော့ခွင့်လွတ်မှာပဲ
နေပါဦးထိဆက်ပြောပြစီဦးဘာသက်ကိုလိုက်မပိတ်ပါနဲ့ခွင့်လွတ်မှာဆိုတာကမောင်စိတ်ချမ်းသာအောင်ဟန်ဆောင်ပြီးအသားယူပြောနေတယ်မထင်နဲ့နောက်ပြီးခွင့်လွတ်နိုင်လောက်အောင်မောင်ကိုဥပက္ခာပြုဖို့လည်းမထင်နဲ့တကယ်ပြောရရင်လေယူထားတောင်မောင်အပြောမရပဲဖြစ်မယ်တကယ်ချစ်တာကတော့ထေးကိုမှထေးတယောက်တည်းဆိုတာထေးကတိထားသမှအသေးအောက်ကကြောက်ကပ်မှစူးနေတာမှုတိတယ်ကဲဒါကြောင့်ဝင်းတောင်မနေဘူးမောင်ပြောကြလို့သာနေပြီးရောမောင်ဟန်လာဟာထိလာရဲ့စကားကိုကြားရတဲ့အခါမျက်ရည်မဝဲပဲတင်းမခံနိုင်တော့ပါဘူးမျက်ရည်ဟာပတ်ချွဲနှက်ချွဲနဲ့မရရဲ့စိတ်ကိုစွဲယူတဲ့အရေးပေါ်လက်ကင်တုံမျက်ရည်မဟုတ်ပါဘူးတစ်ဖက်သားကကောင်းပြလေကိုစုံမပြခြင်းလေရင်တို့မနာမျက်ရည်အစ်စ်ဖြစ်ကြောင်းဒီတစ်ခါမှမောင်ဟန်လာသတိရမိပါတော့တယ်ကိုဝမ်းနာကိုသာသိတဲ့လက်ကင်တုံမျက်ရည်တွေနဲ့မင်းကလေးတွေကိုလှည့်စားသုံးဆွဲခဲ့ပြီးတဲ့နောက်ဒီမျက်ရည်ကတော့ဝစ်လေတဲ့မျက်ရည်သာဖြစ်ပါတော့တယ်မောင်ဟန်လာသတိထားမိတဲ့အခါမိမိသာမကထေးပါဘူးမသိပါမသိနဲ့မျက်ရည်လေးဝစ်လေဖြစ်နေရှာပါပြီနောက်ဆုံးကြတော့မောင်ဟန်လာဟာစိတ်ကိုဆုံးဖြတ်လိုက်ပါပြီချောင်းတစ်ချက်ဟမ်းပြီးသူ့ကိုယ်သူမှန်ထောင်လိုက်ပါတယ်ပြီးတော့သူ့စကားကိုလက်ခံပြီးအပြစ်လွတ်အောင်တိုင်းဝိုင်းနဲ့ဟန်ဆောင်မှုလေးပါထည့်ပြီးဆင်လိုက်ပါတယ်ကဲထေးမောင်ဖွင့်ပြောတော့မယ်ပြောပါမောင်ထေးနားထောင်နေပါတယ်မောင်ဟန်လာဗဇက်ရာဇဝင်ခင်းပါတော့တယ်ကျယ်ဝန်းတဲ့အခန်းထဲမှာမိမိတို့လင်မယားကလွဲပြီးဘယ်သူမှမရှိပါဘူးအိမ်ကြီးတအိမ်လုံးမှာလည်းတိတ်ဆိတ်နေပြီးရောက်ကမရောက်ကတိကြီးတွေလည်းအိပ်ပျော်နေကြဟန်တူပါတယ်မိမိစကားကိုကြားရင်ကြားတဲ့သူအတွက်တစိတ်တစ်ပေါက်မှစိတ်ထောင်စရာမရှိပါဘူးနှစ်ကိုကြားနှစ်နားဆင်နိုင်ပါတော့မယ်ထေးကိုမောင်ချစ်တာယုံရဲ့လားအိုးဒါရီမဟုတ်ဘူးထေးကြကျင်တာမဟုတ်ပါဘူးဒါကစရမယ်ထေးရဲ့ယုံသမားအကျွေးမရှိကဲအဲ့ဒါလိုချစ်နေလို့မောင်မှားခဲ့သမျှဝင်ချခြင်းတယ်ကဲချမောင်မျိုးသိပ်ထားသမျှတစ်ဖက်စီးနှင်းကြနေတယ်လို့ထင်ထားတယ်ဒါကြောင့်လင်းနယ်မယားတကယ်တစ္ဆာရှိသောလင်းနယ်မယားဖြစ်နေချွင်းချက်မရှိတယောက်ရဲ့မာရွေးမှုကိုတယောက်သိထားစေခြင်းတယ်ခွင့်လို့ဖို့မလွတ်ဖို့မောင်တောင်းပန်နေတာမဟုတ်ပါဘူးနောက်ပြီးမောင်တစ္ဆာပြုကျင်တာကထင်းနဲ့ညားပြီးမှဘယ်မိမှဖြစ်မောင်မပြစ်မှားခဲ့ဘူးနောက်လည်းပြစ်မှားမိမယ်မဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့တကယ်မယားကိုမောင်တွေ့ထားပြီလေပြောပါမောင်ရဲ့မယားကိုတိတ်တိတ်တင်မနေပါနဲ့တော့ကဲအเจ้าကဒီလိုထေးရဲ့မောင်လေးမောင်ထင်းနဲ့မတွေ့ခင်ကမြားဆိုတဲ့မိန်းကလေးနဲ့ချစ်ကြိုက်မိဘူးတဲ့ဒါများအဆန်းလို့မောင်ကလည်းနေအောင်ထေးနေအောင်အဲ့ဒါလို့ချစ်ကြိုက်မိတာတားယောက်ျားလေးတယောက်ရတယ်မိန်းကလေးကဆင်းရဲတယ်တကောင်ကျွတ်တဲ့မျက်နှာဆိုပါတော့အဲ့ဒါကလေးလဲရပြီးရောတေသွားရှာတယ်ကွယ်ဒီတော့မောင်မှာဒီကလေးကိုတာဝန်ယူရပြီးမောင်တော်ကိုပေးထားရတယ်ခုဆိုရင်9နှစ်သားလောက်ရှိပြီစကားလေးတီတာနဲ့ချစ်စရာကောင်းတဲ့ရွယ်ပေါ်ထေးရဲ့တကယ်ဆိုတော့သားသမီးတန်ရောစဉ်ဆိုတာတကယ်ကြီးတာလားထေးရဲ့နောက်ပြီးဖေးတယောက်အနေနဲ့တာဝန်မကြေတာကိုလည်းကိုတွေးတိုင်းရှက်နေမိတယ်တော်ကလည်းတိတ်ပြီးတောင်းတင်းရှာတာမဟုတ်တော့သူ့ခမရမိတဆိုးလေးမျက်စိတငယ်နားတငယ်နဲ့နောက်ကိုလူတစ်လုံးသူတစ်လုံးဖြစ်ဖို့ဂုံမရှိမျက်နှာမရှိဖြစ်သွားမှစိုးရိမ်နေမိတယ်ဒါလည်းတရားပေါ့ကွယ်ဟောထေးရဲ့ဘာဖြစ်လို့ငိုရတာလဲကွယ်မောင်ကိုခွင့်မလွတ်နိုင်လို့လားမောင်စကားကြားရတာဝမ်းနေလို့လားဒီအထိရောက်တော့မောင်ဟန်လာဟာအရှိန်ရသွားပြီဖြစ်တာကြောင့်ကို့လူပါပြေးတော့မယ်လို့ကြဘိုးညင်လေးဝင်ပြီးဝမ်းမြောက်လာမိပါတော့တယ်ပြောပါမောင်ရဲ့ဆက်တာပြောပါအဲ့ဒါမောင်ဘလို့စီမံညင်လို့လေထေးကိုပြန်ပြီးမနေပါနဲ့ထေးလာမျက်ရည်ကိုတုပ်ပြီးစိတ်တန်နဲ့ပြောရှာပါတယ်မောင်ဟန်လာဟာသူ့မယားကိုဝမ်းနဲ့ဝမ်းသာကြည့်မိရင်းကအဲ့ဒါမောင်နောက်ပိုင်းမရှင်းခဲ့တာကိုထေးမျက်မှောက်မှာဝင်ခံပြီးတော့မောင်သားလေးလည်းချမ်းသာမောင်မျက်စိအောင်နားမှာနေရအောင်မောင်တူလေးဖြစ်နေခေါ်ထားကျင်တာပါပဲထေးခွင့်ပြုမယ်ဆိုရင်လေကလေးကတော့
မောင်ကိုဖေးမှန်းတောင်မသိရှာပါဘူးတိတ်ကန်ဆိုးတဲ့ကလေးပါကွာမောင်ဟန်လာရဲ့စကားဆုံးတာနဲ့တပြိုင်နက်ထိထိလာဟာငိုကြီးချက်မနဲ့ပွင့်ပွင့်လင်းလင်းငိုချလိုက်ပါတော့တယ်အဲ့ဒီအခါမောင်ဟန်လာဟာထိတ်ထိတ်ပြပြဖြစ်သွားပါတော့တယ်ထိတ်ထိတ်ခမဲတော်ကြီးတွေကြားကုန်ပါမယ်ကွယ်နောက်ဆုံးထေးသဘောအတိုင်းဖြစ်ပါစီမယ်တိတ်နော်မဟုတ်ဘူးမောင်ကိုတနာလွန်းလို့ထိလာရဲ့စကားကိုကြားရတဲ့အခါမောင်ဟန်လာဟာဝမ်းပန်းတက်တာဖြစ်သွားပါတယ်ဒါပေမဲ့ဝမ်းပန်းတက်တာဖြစ်လို့အရှိန်မှမရသေးခင်မောင်ရဲ့မောင်နဲ့ထိဖြစ်ကတူလွန်းလို့တိလားဘာဘလို့ထိဘယ်နဲ့ထိမောင်ကိုလေဖွင့်ပြောမလို့ဟာတနေ့မောင်နဲ့ကန်တူကျူးပေးပါပဲမောင်ရဲ့ထိမာလေမိမိတောင်ထက်တန်းကိုလမ်းမိပါတယ်ကြောရအောင်ကြံသွားလို့သမီးလေးတယောက်ကိုဖေမသိအောင်စကိုင်းမှာတွားမွေးထားရတယ်မောင်ရဲ့ဟောဗျာအခုဆိုရင်3 နှစ်သမီးလောက်ရှိပြီမောင်ရဲ့ဟိုလူရုပ်မာကိုလေမောင်ဖြေပြားလုံးမှမချစ်ပါဘူးဖះကြီးဆူရပါစေရဲ့အိမ်တွင်းဖခင်ကြီးကိုတက်တည်ထူးဝင်ပါတယ်ဒါပေမဲ့ထေးသမီးလေးကိုတော့တိတ်တနာမိတာပဲမောင်ရဲ့အမလေးဗျာအဲ့ဒါမောင်ပြောမှထေးလေးအကြံရတာပဲမောင်ကိုခွင့်လို့တလို့ထေးကိုလည်းခွင့်လို့မယ်ဆိုရင်ဖြင့်လေဖေမသိအောင်ခေါ်မွေးစားချင်တာပါပဲနောင်ကြည့်လာတော့မောင်သားလေးနဲ့ပေးစားကြတာပေါ့နော်အမလေးသမီးလေးကိုကျိုးကြီးတော့နေကုန်ပါပြီဗျာဒီနေ့အထိထိလာကိုအပြိုအစေးလိုထင်ထားခဲ့တဲ့မောင်ဟန်လာဟာရုတ်တရက်ရောင်အော်မိလိုက်ပြီးအခန်းထဲကနေတဒုံဒိုင်းနေအောင်ထွက်ပြေးသွားပါတော့တယ်ဟဲ့ဘာဖြစ်ကြတာတော့မတ်ရွှေဤထစမ်းပါအောင်မင်းသမီးနဲ့မင်းတမဲအတန်ပါကလားဟောဒါမင်းသမီးငိုတန်ထင်တယ်ဦးရွှေလုတ်ကငုတ်တုတ်ထထိုင်ရင်နှိုးလွတ်လိုက်တဲ့အခါဒေါ်ရွှေဤဝါဖိုင်ကြီးဟာကဘိုးကယိုထမိန်မနိုင်တနိုင်နဲ့ထပြေးရပါတော့တယ်တော်မလိုက်ခိနဲ့ယောက်ျားကြီးလဲလွန်ကုန်မယ်ဧကန်တော့ဟိုကောင်ဖောက်ကျင်ရုပ်ပြီးထင်တယ်ဒင်းတို့သားမိမိမချင်းပွင့်လင်းအမှုဖွင့်ပါစီတော့ဖအေနဲ့တမီမကြောက်ဝမနာတာငါပါမတော်တာကောင်းပါတယ်ဦးရွှေလုတ်ဟာစိတ်ထဲကရေးရွရင်ငုတ်တုတ်ကပြန်မလဲသေးပဲအားခဲပြီးစောင့်နေပေမဲ့တအောက်နဲ့ပြန်မလားတော်နဲ့ပြန်မရောက်သူတို့ခန်းစီရတာတမီးရဲ့ကြိတ်ရှိတ်တန်နဲ့အမေကြီးကတွတ်ထိုးနေတာကိုခတ်တိုးခတ်တဲ့ကြားနေရပါတယ်ဘာပဲဖြစ်လင်းနဲ့မရပဲမိရွှေဤကြားသမျှတော့ငါနာရောက်လာမှာပဲဦးရွှေလုတ်ဟာစိတ်ထဲကအဲ့ဒီလိုတင်းမိမဲ့အကင်းပါလာသူပြီးမိမိအပေါ်မှာအုတ်တန်နာအုပ်ပြီးမဟုတ်တရုပ်40ပြောမှာကိုတော့လူလဲပြီးခံပြင်းပါသေးတယ်အဲ့ဒါကြောင့်ရွချွန်းခြေပြားထောက်ပြီးတွားရောက်ချောင်းမြောင်းနားထောင်လိုက်တဲ့အခါမှာတော့အံပါငါသမီးနဲ့မိုက်လုံးကြည့်လိုက်တာမတကားဆိုသူပြောသမျှကိုရတာနားထောင်ပြီးအသားယူထားပါတော့လားနောက်မှရောက်ရပေါ့ခုတော့တကယ်သူ့အားကြပြီးညီဟာဖအေးမသိအောင်စကိုင်းကွာမွေးထားတဲ့ကလေးအကြောင်းထည့်ပြောလိုက်ရသေးငါနဲ့တေတော့တေချင်တော့တာပါပဲညီမညီလေမသိအောင်ကိုမွေးခဲ့တဲ့ကလေးတယောက်သားရှိသေးတာဒါကိုလုံးအောင်မဖုံးနိုင်ဘူးငါကြည့်ကလေး3ယောက်မွေးထားတာညီအဖေခဏတည်းထိသိလို့လားတူမညမလေးတွေပါဆိုပြီးကို့မျက်စိအောက်နားအောက်ခေါ်ထားလို့ညီးနဲ့ပဲအပြိုင်အရင်ဖြစ်ကုန်ကြပြီဒီတစ်ချိန်အိမ်ကြီးပေါ်ကဝုန်းတိုင်းနေအောင်ဒုတိယဆင်းပြေရှာသူကတော့မောင်ဟန်လှရဲ့ရောက်ခတီးဦးရွှေလုတ်ကြီးဖြစ်ပါတော့တယ်နွားကြလာတဲ့ငဟန်လှရဲ့နင့်ဘောကဒါနဲ့ပဲတန်တယ်စားလိုက်စမ်းဟာဝါလိုက်စမ်းဟာကြ
ကျယ်ဝန်းလာတဲ့အင်းရှိပန်းကြံထဲမှာမောင်ဟန်လာဟာကြိတ်မနိုင်ခဲမရဒေါပွားကြီးပွားတိုင်းကိုနွားဆက်သွင်းပြီးမြက်ပင်တွေကိုတပြင်းပြင်းနှုတ်လို့တပြုတ်ပြုတ်ဝါစားနေပါတော့တယ်မောင်ဟန်လှမြက်ပင်တွေဝါစားနေတဲ့နဘေးကိုဥရွှေလုံးဘယ်အချိန်ဘယ်ကာလကရောက်လာတယ်မသိပါဘူးဟန်လှရာမင်းကမှတော်သေးငါမှဂွေးတင်းပြဖို့သာကောင်းတော့တဲ့နှအိုကြီးပါပဲဟာသူခံခဲ့ရသမျှကိုဖောက်တယ်ချပြီးအဆုံးမှာတော့တားရောက်ကတိနှစ်ယောက်ဟာတယောက်ကိုတယောက်ဖက်လို့ကျင်နာကြီးငိုကြွေးနေကြရှာပါတော့တယ်